cherry ပန်းလေးကလေပန်းရက်နဲ့မရှိပေမဲ့ပန်းလေးကိုမြင်လိုက်လို့ရှိရင်လေစိတ်ထဲမှာတကယ်ကိုကြည်နူးမိတယ် cherry ပန်းလေးရဲ့အယောင်ကလည်းလေချစ်ဖို့အရန်ကောင်းပန်းလေးကိုအခုလိုမျိုးအနီးကပ်လေးမြင်ရတော့တကယ်ကိုစိတ်ချမ်းသာစေတယ် cherry ပန်းလေးတွေကိုကြည့်ပြီးတော့မှကိုဖြတ်တန်းလာရတဲ့ဘဝလေးကိုပြန်ပြီးတော့စဉ်းစားမိလိုက်တယ်လူဘဝဆိုတာကလည်း cherry ပန်းလိုပါပဲတပားသူစီကနေချစ်ချင်းမြတ်တာတွေပြန်ရဖို့ဆိုတာဂုံပကတနာတွေနဲ့တင်းပြတ်နေစရာမလိုဘူးကိုယ့်ရဲ့ဘဝမပြည့်စုံတာတောင်မှကိုမိသားစုမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အလုပ်မှာပဲဖြစ်ဖြစ်ကိုချင်းစာစိတ်နားလေတိသက်စိတ်နဲ့စေတနာအပြည့်ထားပြီးတော့မှဝိုင်းဝန်းကူညီပေးခဲ့မယ်ဆိုလို့ရှိရင်တပားသူစီကနေအေးချမ်းတဲ့မြတ်တာလေးတွေရောင်ပြန်ရလာမှာပါနှွေးထွေးစစ်မှန်တဲ့မြတ်တာစေတနာတွေကဘဝမှာစိတ်အချမ်းသာဆုံးပါလို့သိလိုက်ရတယ်